တလုံးချန်ပီယံလိရမှာမဟုတ်တဲ့စီတူလွန်ကြီးအားလုံးမင်္ဂလာပါစူပါဖုတ်ဘော်အေဒီမှာတင်ဆက်ပေးနေပါတယ်စီတူလွန်တို့ကတော့ဒုတိယလူမဖြစ်ရအောင်မနေနိုင်ပါဘူး EVL မှာချန်ပီယံဖြစ်တော့ဒုတိယလူစီတူလွန်မဖြစ်တော့ဘူးထင်နေပေမဲ့ငင်းဆန်ရန်စကားများမရှိဒုတိယလူအဖြစ်နဲ့ပြီးဆုံးသွားခဲ့ပါပြီတကယ်တော့စီတူလွန်နဲ့ချန်ပီယံလိဆိုတာလာမအောင်မဆိုင်ပါဘူးအဆက်တဲ့အရာလည်းမဟုတ်ပါဘူးဒါပေမဲ့စီတူလွန်ကြီးတို့ညကပွဲမှာကောင်းခဲ့ပါတယ်ကာယဘတ်ရဲ့စောစီးစွာဥဆောင်ကိုကြောင့်ချီးပန်းနေတဲ့ဖင်ကိုပြောင်းမှုယို့ဆို့ထားသလိုကိုပေါက်မှာစီတူလွန်အသင်းသားတွေကြီးပဲစုပြုံပိတ်ဆို့ပြီး PSG ကိုရင်ဆိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။ကာမရက်ကိုသာပင်နယ်ဒီမပေးခဲ့ရဘူးဆိုရင်ဒမ်မီလီကသာပင်နယ်ဒီကိုဝင်အောင်မသွင်းယူနိုင်ခဲ့ဘူးဆိုရင်ပွဲပြီးသည့်အထိစီတူလွန်တို့ကထိမ့်ပြီးတော့ကစားနိုင်လောက်ပါတယ်။ဒါပေမဲ့အခုတော့စီတူလွန်ဖန်ကြီးတွေအနေနဲ့လဲချန်ပီယံလိနဲ့အာဆင်နယ်နဲ့ချန်ပီယံလိဘာမှမအပ်ဆက်ဘူးဆိုတာသိလောက်ပြီးထင်ပါတယ်။စီတူလွန်ဖန်ဒီစီကတာဝေကတရားရမိတာကတော့အများကြီးလဲမမျော်လင့်နဲ့အရန်ကြီးလဲမြောက်ကြွမလုံနဲ့အခုလိုရှုံးပြီးတော့စီတူလူဖြစ်ရင်ဒူးနဲ့မျက်ရည်တုပ်ရတတ်တဲ့တောင်ဝေကတရားရရှိသွားပြီလဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလဲအခါစားနဲ့သက်ဆိုင်တဲ့ကြောင်းရာတွေကိုတက်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြီးလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးလေးနားကြပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ